တငယ်ချင်းတို့အလုံးကလာပါနော်အလုံးလည်းကစီးပွားရေးတစ်ခုပဲလုံးလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အခက်ခဲရှိတယ်လို့အတိုက်ခံနေရှိတယ်မနာလို့တဲ့လူတွေရှိတယ်အဲ့ဒါဒီခါကြရင်တစ်ခါတလေလေးစိတ်သက်အရန်ကြတာဒါပေမဲ့လေအေးငါလုံးနိုင်တဲ့ခန္ဓာကိုငါရအောင်လုပ်မယ်ငါစ조사ကြည့်မယ်ငါစ조사ကြည့်တဲ့ငါရဲ့ရလက်ကကောင်းလားမကောင်းလားတော်လားမတော်လားဆိုတာကိုမှာပဲမူတည်တယ်အဲ့ဒါကြောင့်မို့သူများတွေပါပဲပြောပါပဲဆုံနေဂယုမဆိုင်ပဲနဲ့စိတ်တူကြည့်လောက်ကြည့်အားလုံးပဲစီးပွားရေးလုပ်နေတဲ့လူတွေပြောကြည့်နေတငယ်ချင်းတို့သူများတွေပါပဲပြောကိုကတော့ဆိတ်ဆက်ပြီးသွားပါအဲ့ဒါမှလေကိုယ့်ရဲ့စိတ်ရည်အတွက်ကောနောက်ကိုယ့်သားသမီးတွေအတွက်ကိုယ့်မြေမြစ်တွေအတွက်ကောအားလုံးအတွက်ကောင်းဖို့ဟုတ်တယ်ဟုတ်လားကိုတက်ထားတဲ့ပညာကသူများပြောတာနဲ့ပဲကိုကနောက်ဆုတ်လိုက်မယ်ဆိုရင်ကိုတက်ထားတဲ့ပညာအလားတက်ဖြစ်သွားမယ်ကိုနိုင်ငံအတွက်ကိုပြည်သူတွေအတွက်ကိုသားသမီးတွေအတွက်ကိုမြေမြစ်တွေအတွက်ဘာမှအရာမရဘူးအရေးအဖတ်မရဘူးเนาะဖြစ်သွားမယ်ကိုတက်ထားတဲ့ပညာကိုကချပြနိုင်ဖို့အရေးကြီးတယ်ချပြနိုင်အောင်လဲစ조사ဖို့အရေးကြီးတယ်နောက်တစ်ခုကိုတက်ထားတဲ့ပညာကိုလဲကိုကဘယ်နေရာမှာဘယ်လိုအသုံးချရမလဲဆိုတာလဲအဲ့ဒါလဲအရေးကြီးတယ်ဟုတ်တယ်မဟုတ်လားတကယ်ချင်းတို့အမကအဲ့လိုပဲဖြစ်ပြီးတော့စ조사တယ်ခံရပေါင်းနေများတာဒေါသတွေရထွက်တယ်ဒါပေမဲ့အဲ့ဒေါသကိုချုပ်ထိန်ထားတယ်ချုပ်ထိန်ပြီးတော့ကိုသွားမယ်လမ်းကိုဘက်ကိုဆောက်နော်သူများပါပဲပြောနောက်ပိတ်ဆုံးကိုအပေါ်ရောက်သွားရင်သူများတွေကိုကိုကအောက်ငုတ်ကြည့်ပြီမဲ့ငါလည်းဘေဘွားတက်လာလေဆိုတာကိုပြန်ပြီးတော့ပြန်ပြောလို့တတ်တာနော်မာနထောင်မှုမဟုတ်ဘူးစ조사ဖို့အတိတရားစီဖို့အဲ့ဒါလေးပြောချင်ပါတယ်အားလုံးပဲတကယ်ချင်းတို့ဘိုင်ကျေးဇူးတင်ပါတယ်